ပြောစရာတွေကြီးပဲတွေးပြီးတော့နေတဲ့အချိန်စဉ်းစားကြည့်လိုက်ပြောစရာတွေနဲ့ကြီးပဲမျောလင့်ပြီးတော့နေအခု2014ခုနှစ်ကုန်မယ်ဆိုတော့လူတွေဟာ2014ခုနှစ်ကုန်မယ်ညမှာဆိုလို့ရှိရင်ရန်ကုန်မှာပေါ့လဲခုမှာပြောတာမဟုတ်ပါဘူးရန်ကုန်ကလူတွေညသကောင်မအိတ်နိုင်မစားနိုင်ညသကောင်ရောက်ပြီဆိုရင် Happy New Year တဲ့တကယ်ရောပျော်ကြလားလို့ဆိုနော် Happy New Year သာအော်နေတာကုံသွားတော့မှမကြခင်2014ခုနှစ်ကပြန်ယူလို့မရဘူးကုံသွားပြီအဲ့တော့နှစ်သာကုံတာမဟုတ်ဘူးသူတို့ခန္ဓာကိုယ်ကနုပြိုမှုတွေပါသွားတာတတိမထားပြီဘယ် happy ဟုတ်မလဲနော်ဝမ်းနေစရာတွေပါသွားပြီငါတို့တဏှာရှိတဲ့နုပြိုမှုလူဆိုရင်တာမန်အပြင်ကြည့်မယ်ဆိုရင်ငါတစ်နှစ်ကြီးလာပြီတစ်နှစ်ကြီးလာတယ်ဆိုတော့သေဖို့တစ်နှစ်နီးလာပြီလို့တွေ့ရတာပဲဟုတ်လားသင်္ချိုင်းနဲ့တစ်နှစ်နီးလာပြီဘယ်လိုလုပ် Happy New Year လို့ပြောလို့ရနော်ဘယ်လိုလုပ်မှ Happy New Year တစ်နှစ်ပြီးတစ်နှစ်တိုးလာတာသေဖို့ပဲရှိလာတာပဲလေတန်ဖိုးမရှိပဲနဲ့အချိန်တွေဟာကုံဆုံးပြီးတော့သွားတတ်တယ်ပေါ့ဟောမကြခင်မဲ့လူတွေသွားလိုက်လာလိုက်ပြောလိုက်ပါလိုက်နဲ့2015ခုနှစ်ကုံသွားဗမာတက္ကရာ1386ခုတကူလာတကြံကြပြီးရင်ကုံသွားအောင်မှ80ခွန်ဖြစ်အောင်ဘယ်လိုလုပ် Happy New Year ဖြစ်မလဲမနေ့ကတည်းကဒီနေ့အိုသွားပြီနောက်တစ်နေ့ကျဓိတဲ့အိုသွားပြီနောက်တစ်နေ့ဓိတဲ့အိုနောက်ဆုံးမှသေဖို့ပဲရှိတော့တာပေါ့အဲ့တော့ကုံသွားတာရောက်လာတဲ့နှစ်ကြိုးစိုးနေတာဟာကိုယ်သေးတွင်ကိုတူးနေတာနဲ့မတူဘူးလားနော်ကိုသွားနေတာဖယ်သွားနေတာတော့လို့ကိုမေးခွန်းထုတ်ကြည့်ရပေါ့အဲ့တော့ကုံဆုံးသွားတဲ့နှစ်တည်းရဲ့တန်ဖိုးဟာငါဘာဘယ်လောက်ရလိုက်သလဲအခုရောက်ရှိနေတဲ့နှစ်ရဲ့တန်ဖိုးကိုငါဘယ်လိုလုပ်ရအဲ့လိုတန်ဖိုးမရှိပဲနဲ့အချိန်ကုန်သွားတာအချိန်ကုန်သွားတာလားတန်ဖိုးရှိငါမှအချိန်နေရလိုက်တာလားဒါပဲစစ်ဆေးဖို့လိုတာပေါ့